အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စက်မှုလုပ်ငန်းသုံး 3-phase motor ကိုအခြေခံအကျဆုံးနဲ့အထီးရောက်ဆုံးမောင်းနေနိုင်တဲ့ Direct Online DOL Starter ရဲ့ wiring ဆွဲပုံကိုအသေးစိတ်ရှင်းပြပေးသွားပါမယ်ဒီစနစ်အတွက်ကျွန်တော်တို့ 3-phase breaker တစ်လုံး control အတွက် single phase breaker တစ်လုံး magnetic contactor overload relay နဲ့ push button ခလုတ်နှစ်ခုလိုအပ်မှာဖြစ်ပါတယ်ပထမဆုံး power ပိုင်းကိုစောင့်ကြည့်ရအောင် main line ကလာတဲ့ L1, L2, L3 ကြိုးသုံးကြောင်းကို 3-phase breaker ရဲ့အပေါ်ဘက် terminal တွေမှာအရင်သွင်းပါမယ်။အဲ့ဒီကမှတစ်ဆင့် contactor ရဲ့ main contact state ဖြစ်တဲ့ L1, L2, L3 စီကိုဆက်သွယ်ပေးရမှာပါ။ contactor ရဲ့အောက်ဘက်မှာတော့ motor ကိုအပူလွန်ကဲမှုတန်းကနေကာကွယ်ပေးမဲ့တာမောင် overload relay ကိုတက်ဆင်ပါတယ်။အဲ့ဒီ relay ရဲ့အထွက် terminal တွေကနေတစ်ဆင့် motor ရဲ့ U1, V1, W1 စီကိုတိုက်ရိုက်ချိဆက်ပေးလိုက်ရင် power ပိုင်း PC သွားပြီဖြစ်ပါတယ်။အခု control ပိုင်းကိုဆက်သွားပါမယ်။ဒါဟာ motor ကိုအဖွင့်အပိတ်လုပ်မဲ့အပိုင်းပါမယ်။ single phase breaker ကလာတဲ့ phase ကြိုးကိုအနီရောင် stop push button NC ထဲကိုအရင်သွင်းပါတယ်။အဲ့ဒီကမှတစ်ဆင့်အစိမ်းရောင် start push button NO ကိုဆက်သွားပါတယ်။ start ခလုတ်ကိုနှိပ်လိုက်တဲ့အခါလက်စစ်စီစဉ်သွားပြီး contactor ရဲ့ coin A1, A2 ကိုအလုပ်လုပ်စေပါတယ်။ဒီနေရာမှာအရေးကြီးတာက start ခလုတ်ကိုလက်လွတ်လိုက်ပေမဲ့ motor ဆက်လည်နေဖို့အတွက် contactor ရဲ့ normally open NO contact ကိုအသုံးပြုပြီး holding ခေါ် latching circuit တခုတိစောက်ထားရတာပဲဖြစ်ပါတယ်။အခုဆိုရင် wiring ဆွဲတာပြီးဆုံးသွားပါပြီ။ 3-phase breaker နဲ့ single phase breaker ကိုတင်လိုက်မယ်။ပြီးရင်အစိမ်းရောင်ခလုတ်ကိုနှိပ်လိုက်တာနဲ့ motor စတင်လက်ပတ်မှာဖြစ်ပါတယ်။အနီရောင်ခလုတ်ကတော့ motor ကိုရပ်တန့်ဖို့အတွက်ဖြစ်ပါတယ်။ဒီ DOL starter စနစ်ဟာဈေးနှုန်းသက်သာသလိုတပ်စင်ရတာရိုးရှင်းပြီး 5HP အောက် motor တွေအတွက်အကောင်းဆုံးစနစ်တစ်ခုဖြစ်ပါတယ်။